သူမှဒါကိုမပြောပေးချဘူးဒီပေးကပြောပေးပါတယ်ဝတ်ကြွေးကြည့်ပြီးလက်ပွင့်မယ်လုံသမီးကအရာရာအလွဲလွဲအချော်ချော်ဖြစ်နေပြီးတက်တက်လုံးစစ်စင်ရဲနေရမယ်လို့ဘသူပြောလဲဒီ၃ချက်တည်းလုံယုံနဲ့အောင်မြင်မဲ့နီလန်းလေးတစ်ခုပြောပြပါမယ်ရှင်နံပါတ်1ခင်မုန်းကြီး10ပါကိုတတိကိုမျိုးနဲ့ပွဲထိုးကြီးကြောရပါမယ်နံပါတ်2မိဘကိုခြီလက်နှစ်ဖူး9ခုထိ၍တောင်းမှန်ကြောရပါမယ်နံပါတ်3မိဘခြီယာကိုဖျားနဲ့တကိုင်းငယ်ထားပြီးနေ့စဉ်8ခုကြောရမယ်လှုပ်ထုံးလုပ်နည်းတွေကိုဆရာတော်ကြီးမှလမ်းညွှန်ခဲ့တာဖြစ်ပါတယ်အဲ့တော့မိဘခြီယာတစ်ချက်အမှာယူလိုက်ပါကြံတဲ့ဒီ3ချက်3မျိုးလုံးအခမဲ့စေတနာအပြည့်ဆရာကိုယ်တိုင်စီမံဆောင်ရွက်ပေးပါသည်မြန်မာပြည်မှာဒီဒီဇိုင်းနဲ့ရှိတယ်နော်ထပ်ပြောမယ်ညီမတို့ကကိုပိုင်အိမ်ကိုပိုင်ဆိုင်ဆိုတဲ့အတွက်လက်ခရာတက်ပံတက်လုံးအခမဲ့လုပ်ပေးတာဖြစ်ပါတယ်ရှင်ဆိုင်လိပ်စာပဇွန်တောင်ဈေးပြီးအမှတ်80နှစ်အဖိုးတန်ကြောက်ထွင်အမှုပညာလုပ်ငန်းပါရှင်